ဒီဗီဒီယိုလေးမှာကျွန်တော်2025ခုနှစ်မှာအပေါ်ဝင်ငွေရရှိနိုင်မဲ့အကောင်းဆုံးနည်းလမ်း5ခုလို့မြင်လာပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အလုပ်လည်းထွက်ဆရာမလို့အပြင်လည်းထွက်ဆရာမလို့ပြင်ပမလည်းလုပ်ဆရာမလို့ပဲနဲ့အိမ်မှာနေနဲ့ပဲကိုရတဲ့အချိန်ပေါ်လေးမှာအပေါ်ဝင်ရနိုင်မဲ့အကောင်းဆုံးနည်းလမ်း5ခုနဲ့ကျွန်တော်မျှဝေပေးခြင်းပါတယ်အပေါ်ဝင်ငွေရရှိနိုင်မဲ့နည်းလမ်းကောင်းလေးတွေကိုကျွန်တော်လမ်းညွှန်ပေးရတဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ကျွန်တော်မေတ္တာရပ်ခံနေပါတယ်အားလုံးအတွက်အကျိုးရှိစေမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်2025ခုနှစ်မှာ freelance အလုပ်တွေပိုပြီးခေတ်စားလာတယ်ကျွန်တော် freelance လုပ်မယ်ဗျာ freelance လုပ်မယ်ဆိုတဲ့အတွက်ကျွန်တော်ဘာသိရမလဲဘယ်လိုလုပ်ရမလဲအသေးစိတ်ကိုကျွန်တော်နောက်ဗီဒီယိုလေးမှာကျွန်တော်မျှဝေပေးတော့ပါမယ်ဒီဗီဒီယိုလေးမှာကျွန်တော်အဲ့အလုပ်ကဘာအလုပ်လဲဘယ်လိုဘာတွေကိုအသုံးချပြီးအဲ့လိုလုပ်လို့ရတယ်ဘယ်နေရာမှာပတ်စံပို့ရှာလို့ကောင်းလဲကျွန်တော်မျှဝေပေးတော့ပါမယ်freelance ဆိုတာကိုယ့်ဘက်ကိုကြိုက်တဲ့ creation ကိုယ့်ဘက်ကိုစိတ်ကြိုက်ကိုဘာမဆိုကိုလုပ်ချင်တာကိုတင်ပြပြီးတော့ online မှာပြန်ပြီးတော့ sale လုပ်ရတာဥပမာကျွန်တော်ပြောရမယ်ဆိုရင်အဲ့ creation တစ်ခုခုကိုစိတ်ဝင်စားရလို့ဆိုရင် logo design ဒါမှမဟုတ် video editing စိတ်ဝင်စားရလို့ဆို video editing ပြီးတော့အဲ့လို video တစ်ခုအတွက်ဘာမဆိုအတွက် content writing အကြောင်းအရာလေးကိုရေးပေးရလို့ script ရေးပေးရလို့ပေါ့အဲ့လို Canvaဒီ application လေးမှာကြိုက်တဲ့ video editing creation CapCut ဆိုရင်လည်းသူ့မှာအကောင်းဆုံး feature တွေပါပြီးတော့ video edit တို့ကြလုပ်လို့ရပါတယ် ChatGPT နဲ့ Midjourney ဆိုတဲ့ application တွေတုံးပြီးတော့ကိုတိလို့ရတယ်ဘာမှဆိုအကျဉ်းတောင်းရင်ဘယ်လိုလုပ်ရမလဲဆိုတာအစလုပ်ပြီးတော့ online နဲ့ပတ်စံလွယ်ကူရှာလို့ရနေပါပြီချက်ချင်း platform မှာရောင်းပြီးအပြင်ထပ်ဝင်ငွေအပိုထပ်လိုချင်တယ်ဆိုရင်တော့ Fiverr ဆိုတဲ့ application Upwork People per hour စိုက်ဒီမှာတွားပြီးတော့လေကို sales လုပ်ရပါတယ်အဲ့ရနေတဲ့အပိုဝင်ငွေထပ်တိုးတယ်အဲ့မှာဝယ်လူလည်းရမ်းများပါတယ်ကို service ကိုလိုချင်တဲ့လူတွေအဲ့မှာရှာကြအများတဲ့အတွက်နိုင်ငံတကာ website ဖြစ်ပါတယ်အဲ့တော့အဲ့မှာဝင်ငွေတိုးဖို့လည်းထပ်ရှာလို့ရပါတယ်အကောင်းဆုံးနည်းလမ်းနဲ့နံပါတ်2ကတော့ YouTube Shorts နဲ့ Facebook Reels တွေကနေဆက်ရှာဘယ်လိုရှာမှာလဲအခုနောက်ပိုင်းမှာ2025ခါနေရှာပြီးတော့ YouTube က Shorts တွေ YouTube ကလည်း Shorts တွေကို Facebook က Reels တွေကပါအစအရင်တော့ပတ်စံမပေးတဲ့ monetize ပေးတဲ့နေရာတွေကနေ tax ပေးနေပါပြီ YouTube Shorts တွေမှာ video တွေတင် Facebook မှာ video တွေတင်အဲ့ရ viewers တွေအဲ့ရ minutes တွေလည်းကောင်းလုပ်ပြီးအဲ့ရနေပတ်စံတွေကိုတင်ဆက်တာကောင်းရင်ကောင်းလို့ကိုဖန်တီးရကောင်းရင်ကောင်းလို့အဲ့တော့ video တိုလေးပဲ creation လုပ်တာဖြစ်ဖြစ်ကိုထူးဆန်းတဲ့အရာဘာမဆိုစတင်နိုင်မှုအများဆုံးစလိုက်ကြဖို့ကျွန်တော်တိုက်တွန်းနေပါတယ် YouTube Shorts တို့ Facebook Reels တို့အနေနဲ့တလားကိုအနည်းဆုံးဝင်ငွေ9000ကနေပြီးတော့တိမ်ပေါင်းများစွာကြီးဖြစ်နိုင်ပါတယ်အဲ့တော့2025မှာ AI ကိုလုံးချပြီးပတ်ဆိုင်ရှာကြမယ်ပတ်သက်ဘယ်လိုရှာမလဲလို့အများကြီးလုပ်နိုင်ပါတယ်ကျွန်တော်အလွယ်ကူဆုံးပြောမယ်ဆိုရင်တော့ ChatGPT ကို ebook တင်ရေးခိုင်းကိုမှရှိတဲ့ idea တွေချပြပြီးဖြစ်ဖြစ်ဒါမှမဟုတ်ကိုလိုစိတ်ကူးတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်ချပြရင်သူတို့က ebook ကိုရေးပေးနိုင်မှာဒီထဲမှာ ChatGPT အပြင် Midjourney ဒါမှမဟုတ် Leonardo AI အဲ့ဒါတွေကိုအသုံးချပြီးတော့လေ digital art တွေကိုလုပ်ပြီးတော့ POD တွေမှာပြန်ရောင်းလို့ရပါတယ်အဲ့အပြင်ဆွဲမြင့်ပုံမှန်လေးတာလုပ်သွားမယ်လို့ဆိုရင်နံပါတ်3အချက် AI tools ကိုအသုံးချပြီးတော့ online ကနေပတ်စံရှာမဲ့အချက်ထဲမှာတစ်လောက်ဒေါ်လာ1000ထိ
အနည်းဆုံးရရှိနိုင်ပါတယ်ပုံမှန်ဒါလုပ်သွားမယ်ဆိုရင်ကဲနံပါတ်၄အနေနဲ့ drop shipping နဲ့ affiliate marketing drop shipping နဲ့ affiliate marketing ဆိုပါလေဘယ်လိုအလုပ်မျိုးလဲမြန်မာနိုင်ငံမှာတွင်တင်မှုအနေပါသေးတယ်ဒါကိုဘယ်ပစ္စည်းကိုမဆိုကိုမှလက်ရှိပြီးကြရမလို့ဘူးကိုကနေပြီးတော့ online ကရှိတဲ့ဟာကိုပဲကိုကြိုက်တဲ့ price နဲ့ကိုလူရင်းဝင်စားနိုင်မဲ့ပုံမျိုးတွေကိုယ့်ရဲ့အဲ့ပစ္စည်းရဲ့ကောင်းမှုဘာမဆိုကို attraction တစ်ခုရအောင်ယူပြီးတော့ကိုက marketing မှာလိုက်ရောင်းရပါတယ်ဟိုမှာ Shopify တို့ Etsy တို့အဲ့လို marketing မှာကိုကြိုက်တဲ့ပစ္စည်းကိုကြိုက်လို့ဖန်တီးပြီးတော့ကိုကရောင်းဝင်ရှိပါတယ်သူ့ရဲ့အလုပ်လုပ်ပုံတွေကကိုကရောင်းချရဲ့ retailer ပေါ့ရောင်းချရဲ့လူစီကပစ္စည်းကိုယ့်ရဲ့ page မှာဖြစ်ဖြစ်ကိုယ့်ရဲ့ channel မှာဖြစ်ဖြစ်ကိုကတင်ပြီးတော့ရောင်းမယ်အဲ့လူနဲ့အဲ့ရောင်းတဲ့လူနဲ့ကိုက partner လုပ်ထားမယ်သူ့ product ကိုကကြိုက်တဲ့ဈေးနဲ့ကိုယ့် channel ကိုပြန်ရောင်းမယ်တကယ်လို့ order ရောက်လာခဲ့ရင်သူကအဲ့ရောင်းချတဲ့လူစီမှာပစ္စည်း order မှာမယ်အဲ့ရောင်းတဲ့လူကပစ္စည်းကို customer ကိုတန်းပို့မယ်ကိုကကြားကန်အနေနဲ့ပဲအဲ့လိုနည်းနဲ့လဲကြားတဲ့မျက်ငွေကိုကတိုက်လို့ကို advertise လုပ်တာကောင်းရင်ကောင်းတယ်လို့မျက်ငွေရနိုင်ပါတယ်ဒီဝါရဖြစ်ဖြစ်သူ့ရဲ့ကိုကြောင့်ရသွားတဲ့ customer တယောက်ချင်းအပေါ်မှာကိုက commission နဲ့ပြန်ရပါတယ်အဲ့တော့ affiliate marketing လို့ခေါ်ပါတယ်အဲ့ဒါကလည်းအရင်ကြီးရမလို့ကိုမှကိုလဲနေတယ်လို့ကို group post တွေမှာတုံးချမယ်ကိုလဲနေတယ်လို့ကိုကျွမ်းကျင်တယ်လို့ကိုမကျွမ်းကျင်တဲ့လေးလာပြီးတော့မြင်မြန်ဆက်ဆက်ဝင်ငွေအပူရရှိလာစေနိုင်မယ့်နည်းလမ်းနဲ့ဖြစ်ပါတယ်သူကအချိန်နဲ့ယူရပြီမဲ့ဝင်ငွေကောင်းတဲ့အချိန်ကျရင်900အနည်းဆုံးရရှိနိုင်ပါတယ်ဒီစိတ်တုံးချဖို့သိချင်ရင်တော့ကျွန်တော်နောက်မှဗီဒီယိုတစ်ခုထပ်လုပ်ပေးပါဦးမယ်အဲ့ဗီဒီယိုလေးမှာစောင့်ကြည့်လို့ရပါတယ်Skillshare ရဲ့ Udemy ရဲ့ Teachable အဲ့လို website တွေအဲ့လိုနေရာတွေမှာကိုတက်တဲ့ skills တွေပဲဖြစ်ဖြစ်ကိုတက်တဲ့ပညာပဲဖြစ်ဘာမှမဆိုတင်ပြီးတော့ကိုကပတ်သက်ရှာလို့ရနေပါပြီကို marketing ရှင်းလို့ရတယ်အဲ့ရနေမှာရရှိလာတဲ့subscriber ဒါမှမဟုတ်ကို follower ကိုထဲမှာ101 coaching တက်ချင်တဲ့လူတွေအတွက်တယောက်ချင်းအနိကတင်ချင်တဲ့လူတွေအတွက်အသေးစိတ်မေးချင်တဲ့လူတွေအတွက်လည်း101 coaching အနေနဲ့ဘယ်လိုနေရာမျိုးတွေမှာကိုက coaching လုပ်ပေးလို့ရတယ် marketing မှာလုပ်ပေးလို့ရတယ် freelancing တို့လုပ်ရှင်တဲ့အရာတစ်ခုပေါ်မှာကိုက guideline ပေးလို့ရတယ်နော် graphic design ကိုတက်မြောက်ထားမယ်လို့ graphic design တွေလည်းလွယ်တကူကိုကတင်တန်းချပြပေးလို့ရ101 coaching ပေးလို့ရတယ်အဲ့ပြင် video editing ကိုလေးနိုင်လောက်နားလေထားသမျှကိုကို sharing လုပ်ရင်းနဲ့ပဲ video editing တွေသူများတော့အခုမှစလုပ်မဲ့လူတွေအတွက်မတက်သေးတဲ့လူတွေတည်ကျင်တဲ့လူတွေအတွက်ကို sharing လုပ်ပေးနေတဲ့ percent ရှာဒီလမ်းတွေအခုခေတ်မှာအရင်ကောင်းသွားပါပြီအဲ့အလုပ်က101 coaching ကနေတစ်ခုတည်းကနေပဲ$900အနည်းဆုံးချနိုင်ပါတယ် online 101 coaching တစ်ခုတည်းနဲ့ဒါဟိုဘက်မှာဆက်လုပ်နေမှာ online course တွေမပါဘူးကိုလုပ်ချင်တဲ့ဟာဘာတစ်ခုမှမပါဘူးအဲ့တော့စလုပ်တဲ့အချက်တွေထဲမှာဒါကလည်းထိဆုံး5ချက်ထဲမှာတစ်ချက်ပါတယ်ကျွန်တော်အကောင်းဆုံးနီလန်းတွေက5ခုကိုကျွန်တော်တင်ဆက်ပေးသွားတာဖြစ်ပါတယ်အဲ့5ချက်ကကျွန်တော်ပြန်ပြောရမယ်ဆိုရင်နံပါတ်1 freelancer နံပါတ်1က freelancer နောက်တစ်ခုကနံပါတ်2က YouTube shorts နဲ့ Facebook reels တွေကနေပတ်စံရှာမယ်နော်နောက်နီလန်း3ခုမြောက်ကတော့AS2 series တုံးပြီးတော့ကိုယ့်ရဲ့ online နဲ့ပတ်စံကို AS2 series အသုံးချပြီးတော့ပဲပတ်စံပြန်ရှာသွားမယ်နော်နံပါတ်4အနေနဲ့ drop shipping နဲ့ affiliate marketing နံပါတ်5အနေနဲ့ online course နဲ့ coaching အဲ့အကောင်းဆုံး5ချက်ထဲတင်တဲ့တင်တော်မဲ့ဟာတင်ပျော်ရွှင်မဲ့ဟာတခုစိတ်ကြိုက်ရွေးချယ်လို့ရပါအများမရှင်းတဲ့နေရာလေးရှိရင်ကျွန်တော် comment box မှာမေးသွားလို့ရပါတယ်
အားလုံးအတွက်အကျိုးရှိစေနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံး good night လို့ပြောရင်းနဲ့ကျွန်တော်နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်